ဆဲရုပ်တယောက်ကိုကော်ဖီဖြော်ပါလို့ပြောလိုက်ရင်သူတကယ်လောက်တတ်မှထင်သလားလူတယောက်ဆိုရင်ကော်ဖီဖြော်ဖို့လိုအပ်တဲ့အဆင့်တွေကိုကိုယ့်ဘာသာဖြည့်ဆင်းစားနိုင်ပါတယ်ဆဲရုပ်နဲ့ကွန်ပျူတာကတော့ပြောမထားတဲ့အရာတွေကိုမှန်ပြီးမလုပ်နိုင်ပါဘူးဘယ်ခွက်ကိုယူရမလဲကော်ဖီဘယ်လောက်ထည့်ရမလဲရေနွေးဘယ်လောက်ထည့်ရမလဲဆိုတာကိုတဆင့်ချင်းပြောပြဖို့လိုပါတယ်တကြားလို့သလားမလိုဘူးလားဆိုတာကိုလည်းစစ်ဆေးရပါမယ်ကော်ဖီမပြောသေးရင်ဘယ်လောက်ကြာကြာဆက်မွေရမလဲဆိုတာလည်းသတ်မှတ်ပြရပါမယ်ကွန်ပျူတာအတွက်ဒီလိုအစီအစဉ်တိတိကျကျသတ်မှတ်ထားတဲ့အသေးစိတ်ညွှန်ကြားချက်တွေဟာ programming ရဲ့အရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပါတယ်ဒါပေမဲ့ဖြည့်ရှင်းနည်းကိုစဉ်းစားနေတဲ့အချိန်မှာတကယ် programming language တွေရဲ့ syntax တွေကိုအချက်ချင်းသိထားဖို့မလိုသေးပါဘူးအရင်ဆုံးလူနားလည်လွယ်တဲ့စကားလုံးတွေနဲ့ program ရဲ့ logic ကိုအဆင့်လိုက်ရေးသားနိုင်ပါတယ်ကုတ်အဆင့်မဟုတ်ပေမဲ့ကုတ်ရေးတယ်လို့စနစ်တကျရေးသားထားတာကိုစူရိုကုတ်လို့ခေါ်ပါတယ်စူရိုကုတ်ကိုအိမ်မဆောက်ခင်ဆွဲထားတဲ့ blueprint တစ်ခုနဲ့နှိုင်းယှဉ်နိုင်ပါတယ် blueprint ကအိမ်အဆင့်မဟုတ်ပေမဲ့အိမ်ဘယ်လိုတည်ဆောက်မလဲဆိုတာဒီဇိုင်းဆွဲထားတာဖြစ်ပါတယ်စူရိုကုတ်ကလည်း program အဆင့်မဟုတ်ပေမဲ့ program ကဘာလုပ်မလဲဘယ်လိုလုပ်မလဲဆိုတဲ့ logic ကိုအရင်ရှင်းပြပေးပါတယ် programming language တွေမှာအသုံးပြုရမယ့် keyword နဲ့ syntax တွေကိုတိတိကျကျသတ်မှတ်ထားပါတယ်စူရိုကုတ်မှာတော့လိုက်နာရမယ့်စီးမြင်ကိုတိတိကျကျသတ်မှတ်ထားတာမျိုးမရှိပါဘူးတချို့က input လို့ရေးနိုင်ပြီးတချို့က read ဒါမှမဟုတ် get လို့ရေးနိုင်ပါတယ်စကားလုံး keyword မတူပေမဲ့အချက်လက်ခံတဲ့အဓိပ္ပာယ်ကအတူတူပါပဲဒါကြောင့်စူရိုကုတ် keyword ရေးအတွက်ဘယ်နှခုရှိတယ်လို့သတ်မှတ်လို့မရပါဘူးဒါပေမဲ့အသုံးများပြီးနားလည်တဲ့အခြေခံ keyword တွေတော့ရှိပါတယ် start နဲ့ end ကို program ရဲ့အစနဲ့အဆုံးသတ်မှတ်ဖို့အသုံးပြုပါတယ် input ကို user စီကအချက်လက်တစ်ခုလက်ခံဖို့အသုံးပြုပါတယ် output ကိုတော့ message ချမှာမဟုတ်ရလဒ်တစ်ခုထုတ်ပြဖို့အသုံးပြုပါတယ် set ကိုတော့တန်ဖိုးသတ်မှတ်ဖို့ဒါမှမဟုတ်ရှိပြီးသားတန်ဖိုးကိုပြောင်းလဲဖို့အသုံးပြုပါတယ် if နဲ့ then ကိုအခြေအနေတစ်ခုစစ်ဆေးဖို့အသုံးပြုပါတယ်စစ်ဆေးတဲ့အခြေအနေမှန်ကန်ရင် then နောက်ကအလုပ်ဆောင်ချက်ကိုဆက်လုပ်ပါတယ်အခြေအနေမမှန်တဲ့အခါအခြားလုပ်ဆောင်ချက်တစ်ခုလုပ်စီခြင်းရင် else ကိုအသုံးပြုနိုင်ပါတယ် decision ပိုင်းပြီးဆုံးကြောင်းကို and if နဲ့သတ်မှတ်ပါတယ်အလုပ်တစ်ခုကိုအချိန်ချင်းလုပ်ဖို့ repeat နဲ့ until ကိုအသုံးပြုနိုင်ပါတယ်သတ်မှတ်ထားတဲ့အခြေအနေပြည့်သွားတဲ့အခါမှာအချိန်ချင်းထပ်လုပ်နေတာကိုရပ်ပါမယ် take add pour stir serve တို့ကတော့သတ်မှတ်ထားတဲ့စူရိုကုတ် keyword တွေမဟုတ်ပါဘူးလုပ်ဆောင်ရမယ့်လုပ်ကိုဖော်ပြတဲ့ action verb တွေဖြစ်ပါတယ် action verb တွေကိုအသုံးပြုတဲ့အခါဘာလုပ်ရမလဲဆိုတာရှင်းလင်းပြီးတိကျဖို့အရေးကြီးပါတယ် do something လို့မတိမကျရေးမယ်စာ add coffee kick the ball watch the TV စသဖြင့်တိတိကျကျရေးသင့်ပါတယ်အခုဒီ keyword တွေနဲ့ action တွေကိုပေါင်းစပ်ပြီးစက်ရုပ်က coffee ဖြောင်းနိုင်အောင်စူရိုကုတ်တစ်ခုကိုအစကနေအဆုံးထိရေးကြည့်ရအောင် program ကို start နဲ့စပါမယ်ပြီးရင် coffee ရဲ့လက်ရှိအခြေအနေကိုမှတ်တမ်းတင်ဖို့ status ဆိုတဲ့ variable ထဲမှာ making ဆိုတဲ့တန်ဖိုးကိုထည့်ထားပါမယ်ပြီးရင်ခွဲယူမယ် coffee ထည့်မယ်ရေနွေးထည့်မယ်ဆိုတဲ့ action တွေကိုလုပ်ရမယ့်အစီအစဉ်တိုင်းရေးပါမယ်တခြားထည့်ရမလားသိနိုင်ဖို့ user ကိုမေးခွန်းတစ်ခုပြရပါမယ်ဒါကြောင့် output နဲ့မေးခွန်းပြပြီး input နဲ့အဖြေကိုလက်ခံပါမယ်အသုံးပြုသူရဲ့အဖြေက yes ဖြစ်ရင်တခြားထည့်ပါမယ် yes မဟုတ်ရင်တော့တခြားမထည့်ဘူးဆိုတဲ့ message ကိုပြပါမယ်နောက်တစ်ဆင့်အနေနဲ့ coffee ကိုမှွေရပါမယ်တစ်ချိန်မှွေပြီးတိုင်း coffee ပျော်သွားပြီလားဆိုတာစစ်ဆေးပါမယ်မပျော်သေးရင်ဆက်မှွေပါမယ် coffee ပျော်သွားပြီဆိုရင် status ကို ready လို့ပြောင်းပါမယ်ပြီးရင် coffee ဆင်သင့်ဖြစ်ပြီဆိုတာပြပြီး user ကို coffee ပေးပါမယ်နောက်ဆုံးမှာ end ကိုအသုံးပြုပြီး coffee ပျော်တဲ့ program ပြီးဆုံးကြောင်းသတ်မှတ်ပါမယ်စူရိုကုတ်အပြည့်စုံကတော့ဒီလိုဖြစ်ပါတယ်ဒီစူရိုကုတ်ထဲမှာအစနဲ့အဆုံးအချက်လက်ခံတာရလဒ်ထုတ်ပြတာ variable တန်ဖိုးသတ်မှတ်တာအခြေအနေစစ်ဆေးတာနဲ့တစ်ချိန်ပြီးတစ်ချိန်ထပ်လုပ်တာတို့ပါဝင်ပါတယ်
တနည်းပြောရရင် input action decision repetition နဲ့ output တို့ကို program တစ်ခုထဲမှာစနစ်တကျပေါင်းစပ်ထားတာပါဒီအဆင့်မှာ semicolon ထည့်ရမလား bracket ပိတ်ဖို့ကြံနေသလားဆိုတာစိုးရိမ်စရာမလိုပါဘူးဖြည့်ရှင်းနည်းကရှင်းလင်းသလားအစီအစဉ်မှန်လားဆိုတာကိုပဲအရင်စစ်ရပါမယ် logic ရှင်းလင်းသွားပြီဆိုရင်ဒီ pseudo code ကို Java Python JavaScript စတဲ့ programming language တစ်ခုခုရဲ့ code အဖြစ်ပြောင်းလဲရေးသားလို့ရပါတယ် programming language တစ်ခုနဲ့တစ်ခု syntax တွေကွာခြားနိုင်ပေမဲ့ coffee ဖြော်ဖို့လိုအပ်တဲ့ logic ကတော့မပြောင်းလဲပါဘူး pseudo code က logic နဲ့ programming code ကြားက bridge တစ်ခုဖြစ်ပါတယ်ပြီးခဲ့တဲ့ binary search မှာလည်းအလားတူ logic တွေပါဝင်ပါတယ်စာအုပ်လေကိုဖွင့်တာက action ဖြစ်ပြီးအဲ့ဒီနေရာကနာမည်ကိုရှာမဲ့နာမည်နဲ့နှိုင်းယှဉ်တာက decision ဖြစ်ပါတယ်နာမည်မတူသေးရင်ရှာမဲ့နာမည်ကအခရာစင်ရရှေ့မှာရှိသလားနောက်မှာရှိသလားဆိုတာဆုံးဖြတ်ပြီးကျန်တဲ့တစ်ဝက်မှာထည့်ရှာရပါတယ်ဒါက repetition ဖြစ်ပါတယ်အခုဆိုရင်ပြဿနာတစ်ခုကိုရင်စစားပြီးဖြေရှင်းရမယ့်အဆင့်တွေကို pseudo code နဲ့စနစ်တကျရေးသားနိုင်ပြီဖြစ်ပါတယ်ဒီ series မှာ computer science ကနေစပြီး binary text color algorithm နဲ့ pseudo code ထိအခြေခံကြောင်းအရာတွေကိုလေ့လာခဲ့ကြပါတယ်computer science ဆိုတာခုတ်ရေးတဲ့ယုံကိုပဲဆိုလိုတာမဟုတ်ပါဘူးပြဿနာတစ်ခုကိုနားလည်ပြီးဖြေရှင်းနည်းကိုအဆင့်လိုက်စဉ်းစားကကွန်ပျူတာလှုပ်ဆောင်နိုင်မယ့်ညွှန်ကြားချက်တွေအဖြစ်ပြောင်းလဲပေးနိုင်ခြင်းဖြစ်ပါတယ်ဒီအခြေခံ user တွေကိုအသုံးပြုပြီး programming software development နဲ့ computer science ရဲ့နောက်ထပ်အကြောင်းအရာတွေကိုဆက်လက်လေ့လာနိုင်ပါတယ်ဒီလိုနည်းပညာနဲ့ပတ်သက်တဲ့ content video တွေကိုအလုပ်မခံမဲ့ကြည့်ရှုနေဆိုရင်ကျွန်တော်တို့ Corovas ရဲ့ Facebook YouTube TikTok နဲ့ Telegram channel တွေကို like and subscribe လုပ်ထားနိုင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာပြန်ဆောင်ကြတာပေါ့